အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Telegram အတွက်ပေါ့နော်ဘောတစ်ခုကိုဘယ်လိုမျိုးဖန်တီးရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ် Telegram bot တွေကခုနောက်ပိုင်းမှာတော်တော်လေးအသုံးဝင်လာတဲ့အထက်မှာပါတယ် boss ဆိုတာကကျတော့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကျွန်တော်တို့ကိုယ်တိုင်လုပ်ဆရာမလိုဘဲနဲ့အလိုလျောက်ကိုယ်လုပ်ငန်းအတွက်လုပ်ငန်းနဲ့ပတ်သက်ပြီး service ပေးတာအလိုလျောက်ဖြည့်ချခိုင်းတာစသဖြင့်ပေါ့နော်အဲ့ဒီအကြောင်းအရာတွေကိုအလိုလျောက်ဖန်တီးခိုင်းလို့ရတယ်တော်တော်လေးကိုအသုံးဝင်တဲ့ကျွန်တော်ဒီ automatic system တခုလို့ပြောလို့ရပါတယ်ဒီနည်းပညာမြင့်တဲ့ Telegram bot တွေပါဆိုရင်ကျွန်တော်အပြင် service တွေ SCR မလိုဘဲနဲ့ကိုယ်တိုင်ဖန်တီးလို့ရပါတယ်အထာလေးကြတယ်ပေါ့နော်ပြီးတော့အစင်လဲမြင့်တဲ့ထဲမှာပါပါတယ်ဆိုတော့ Telegram ကနေ bot တခုဘယ်လိုမျိုးတိဆောက်ရမလဲကျွန်တော်အသေးသေးပြောပြမှာဖြစ်ပါတယ်ဒါကကျွန်တော်ဖုန်း version နဲ့ပြောပြတာပေါ့နော် PC version နဲ့လည်းအတူတူပါပဲပေါ့နော်အဲ့ဒါဆိုအားလုံး live ပြီးတော့လုပ်လို့ရအောင်ဖုန်း version နဲ့ပဲကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော် Telegram နဲ့ဝင်လိုက်မယ်ဝင်လိုက်ပြီးတော့ရင်အပေါ်ဆုံးမှာကျွန်တော်ဗာရိုက် share ရမလဲဆိုတော့စပြီးတော့ဘောတစ်ခုစပြီးလောက်တော့မယ်ဆိုရင်အပေါ်ဆုံးမှာကျွန်တော်ဘောဖာသာဆိုတာလေးကိုရိုက် share ရမှာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်စစော်လေးနှိပ်လိုက်မယ်ဒီမှာကျွန်တော်ဒီ premium လောက်ထားဒီ blue mask ပုံစံမျိုးနဲ့ပေါ့နော်ဘောဖာသာဆိုတော့ဒီတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ကဘောတစ်ခုကိုတိစောက်မှာဖြစ်တဲ့အတွက် start ဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်နော်Okay start ဆိုလေးနှိပ်ပေးလိုက်ရင်သူကဒီမှာစာရီအများကြီးကြာလာလိမ့်မယ်ဟိုကျွန်တော်ဒီအရင်မျက်စိနောက်ဆရာမလိုဘူးကျွန်တော်တို့ဘောတစ်ခုဖန်တီးမှာဖြစ်တဲ့အတွက်ဒီမှာ slab new box ဆိုလေးနှိပ်ပေးလိုက်အောင်မယ် Okay new box ဆိုလေးနှိပ်ပေးလိုက်ရင်သူကname တစ်ခုရွေးခိုင်းလိမ့်မယ်ကျွန်တော် box နာမည်ပေါ့နော်ကိုထားခြင်းတဲ့ box နာမည်ကိုဒီမှာလာပြီးတော့ကျွန်တော်ထည့်ပေးလိုက်မယ်ကျွန်တော်ဆိုရင် Tower Academy နဲ့ပတ်သက်ပြီးတော့ဒီ box ရွေးမှာဖြစ်တဲ့အတွက် Tower Academy box ဆိုပြီးတော့ဒါမျိုးလေးပေးလိုက်မယ် Okayပြီးသားပြီဆိုရင်သူကကျွန်တော်ဒီ Top Academy နဲ့ပတ်သက်ပြီးတော့သူ boss ရွေးမယ်ဆိုရင်နောက်ဆုံးမှာဒီမှာပေါ်လေးပေါ့နော်နောက်ဆုံးမှာဒီ boss ဆိုတာလေးပါအောင်ရေးပေးရမယ်လို့ပြောတယ် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီနောက်ဆုံးမှာသူပြောသလိုပဲကျွန်တော် boss ဆိုတာလေးထည့်ပြီးတော့နာမည်လေးထပ်ပြီးတော့ပေးလိုက်မယ်ပေါ့နော် Okayတစ်ချက်နေလိုက်နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီဘောတစ်ခုစပြီးတော့ဖန်တီးလို့ရပြီသူပြောထားတယ်ဒီမှာကျွန်တော် ME ဒါဆိုရင်ဘောရဲ့ link လို့ပြောလို့ရတယ်နော်ဘောရဲ့ link လို့ပြောလို့ရတယ် decoration မှာဒါဆိုရင် API key တွေကစဒီမှာလာပြီးတော့ကြည့်လို့ရပြီဖြစ်ပါတယ်ဒီနေ့ရောက်ပြီဆိုရင်ကျွန်တော်တစ်ချက်ထွက်ခဲ့လိုက်မယ်ထွက်ပြီးသွားပြီဆိုရင်ဗာလေးထပ်ပြီးတော့ share ရမလဲဆိုတော့ကျွန်တော်တို့ဒီmoney bot မှာတစ်ချက်သွားပြီးတော့ထပ် share မယ် honey Honeypot ဆိုတော့ရှာပြီးတစ်ချက်နှိပ်မယ်နော်နှိပ်ပြီးတော့ရင်ကျွန်တော် start ဆိုတော့တစ်ချက်နှိပ်လိုက်မယ် Okay ဒီနေရာမှာကျွန်တော် language ရွေးခိုင်းနေဆိုရင် English ကိုပဲတစ်ချက်ရွေးပေးလိုက် Okay language ရွေးပြီးသွားပြီဆိုရင်သူကဒီMoneypot ကနေပြီးမှကျွန်တော်ကိုယ်ပိုင် bot တစ်ခုကိုဖန်တီးဖို့အတွက်ကျွန်တော်ဒီမှာ app bot ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ရမှာဖြစ်တယ်နော်အဲ့ဘောဆိုလေးတစ်ချက်နေရင်တော့ဘောဘာသာခုနကကျွန်တော်လောက်ခိုင်းတဲ့အဆင့်တွေကိုတော့လောက်ခိုင်းလိမ့်မယ်ဘောဘာသာတည်သွားပြီးအဲ့ဒီကနေပြီးမှကျွန်တော်ဒီ API key တွေပါ token တွေကိုပြန်ယူခိုင်းလိမ့်မယ်အဲ့ဒီခါကျရင်ကျွန်တော်ခုနကဘောဘာသာမှာတစ်ချက်သွားပြီးတော့ဒါလေးကို copy ကူးပြီးတော့သူ့စီကိုပေးသွားချလိုက်ရမှာဖြစ်ပါတယ်โอเคကျွန်တော် money bot တွေကိုပြန်ဝင်မယ်ပြန်ပြီးတော့ I have copy တဲ့ token ဆိုတာလေးတစ်ချက်နှိပ်လိုက်ရင်သူကအဲ့ဒီ API key ကိုတောင်းပါတယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ page ချပေးလိုက်ပါနော် Okay page ချပေးလိုက်ပါကိုကျွန်တော်တို့ဒီခုလိုမျိုး page ချပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ boss ဆိုတာလေးကိုသူဖန်တီး asset လုပ်ပေးသွားလိမ့်မယ်ဒီမဲ့ဒါမျိုးလေးပြသွားလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အဲ့ဒီကနေပြီးမှ boss တွေboss တစ်ခုကိုကျွန်တော်ဖန်တီးပြီးသွားပြီဆိုရင်အဲ့ဒီ boss ကနေပြီးတော့ကျွန်တော် menu တွေထည့်မယ်ပြီးတော့command တွေရေးခိုင်းမယ်ပြီးတော့ရင်ကျွန်တော်ဒီ menu picker တွေပါအသေးစိတ်ထည့်ခိုင်းလို့ရတယ်ပေါ့နော်အဲဆိုတော့ okay ကျွန်တော်ဘောတစ်ခုရပြီဖြစ်တဲ့အတွက်အဲ့ဒီဘောတွေကိုကျွန်တော်ဝင်လိုက်မယ်ဒီမှာ top work academy boss ဆိုတာလေးပေါ့နော်ဒါဆိုကျွန်တော်ဘောတစ်ခုဖန်တီးပြီးသွားပြီဒီတစ်ယောက်တစ်ချက်ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ရင်ဘာမှမလုပ်ရသေးဘူးဘာမှ command တွေပါမထည့်ရသေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးအလုပ်ကြီးဖြစ်နေတယ်ပဲပေါ့နော်ဟုတ်ကဲ့အလုပ်ကြီးဖြစ်နေမယ်ဆိုရင်ကျွန်တော်စဆိုလေးတစ်ချက်နှိပ်လိုက်star ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဘောနဲ့ပတ်သက်ပြီးတော့ပြင်ဆင်စရာရှိတာလေဒီမှာအများကြီးပြင်ဆင်လို့ရပြီ comment တွေပေးလို့ရပြီဒီမှာကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ကျွန်တော်ဒီတိဆောက်ခြင်းတဲ့ pattern တွေအကုန်လုံးလိုက်ပြီးတော့တိဆောက်လို့ရပြီပေါ့နော် Okay အဲ့ဆိုကျွန်တော်နမူနာအနေနဲ့လုပ်ပြပေးမယ်
ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်ဘာလို့လုပ်လို့ရလဲဆိုတော့ new post ဆိုတာတွေတင်လို့ရတယ်နော် new post တွေတင်လို့ရတယ် chat ယူလောက်တာတွေ subscriber တွေဘယ်လောက်ဆိုတာတွေကြည့်လို့ရတယ်နောက်တစ်ခုက comment တွေပါပေးလို့ရတယ်ပေါ့နော်အဲဆိုတော့ comment ဆိုရင်ဒီမှာ customer comment တို့ပါရေးလို့ရတယ်new post တို့ subscriber ဆိုတော့ကိုယ့်ရဲ့ပေါ်မှာ post တွေပါတင်လို့ရတယ်ပေါ့နော်ပြီးတော့ reply တွေ setting တွေအကုန်လုပ်လို့ရတယ်ပေါ့အဲ့ဒါဆိုကျွန်တော်နမူနာဒီ custom recommend ဆိုတာလေးတစ်ချက်နှိပ်ပြပေးလိုက်မယ် custom recommend ဆိုတာလေးနှိပ်လိုက်ရင်ကျွန်တော်ဒီမှာကို customer ကိုယ့်ရဲ့ subscriber တွေနဲ့ပတ်သက်ပြီးတော့ဘာတွေ comment ပေးထားချင်တာလဲသူတို့ကိုယ့်ရဲ့ပေါ်တွေကိုဝင်ပြီးတော့comment လုပ်ခိုင်းတဲ့အခါမှာသူတို့ဘာတွေကိုကျွန်တော်ဒီမေကွန်းနဲ့အဖြေတွေကိုဘယ်လိုမျိုးထည့်လို့ရမလဲဆိုတော့ဒီမှာပြပေးတယ်ပေါ့နော်ဒီနေရာမှာကိုကသတင်းနဲ့ပတ်သက်ပြီးတော့လုပ်တဲ့လူဆိုရင်ကျွန်တော်ဒီ update new တို့ဘာလို့အဲ့လိုမျိုးတွေထည့်လို့ရတယ်ဒါမှမဟုတ် question တွေဘာတွေထည့်ချင်တယ်ဆိုရင်လည်းအဲ့ question တွေဘာတွေလုပ်လို့ရတယ်ပေါ့နော်အဲ့ဆို comment တစ်ခုကျွန်တော်နမူနာပေးပြပေးမယ်ရှေ့မှာကျွန်တော် slide လေးတော့ခံရတယ်ဒါမျိုးပေါ့နော် RH news ဒါမျိုးလေး comment တွေပေးလို့ရတယ်comment ခုလိုမျိုး create comment တွေပါပေးပြီးသွားပြီဆိုရင်ဒီ post ကနေပြီးမှအလွယ်တကူကျွန်တော် reply လုပ်လို့ရအောင်ကိုယ့်ဘက်ကနေပြီးမှ edit new ဆိုရင်ကိုယ်ကဘာတွေထည့်ထားခြင်းလဲဒီမှာအသေးသေးထည့်လို့ရတယ်เนาะအဲဆိုတော့ဥပမာကျွန်တော်ဆိုရင်တင်တဲ့ပတ်သက်တာလေးဒီမှာထည့်ထားလို့ရတယ်ဒီမှာဆိုရင် TikTok marketing ဘိုင်းဆိုင်ရာတွေဒါမှမဟုတ် Telegram နဲ့ပတ်သက်ပြီး update တွေပါလုပ်ရှင်နေဆိုရင်လည်း Telegram ကျွန်တော်တင်တဲ့ပတ်သက်ပြီးတော့ဗောနော် Okay let's down ဒီမှာကျွန်တော် comment ပေးတဲ့နေရာမှာစလုံးအရေးအတွက်တော့အကန့်အသတ်ရှိပါတယ်နော်ဒါမျိုးလေး comment ပေးထားလိုက်လို့ရတယ်comment ပေးပြီးသွားပြီဆိုရင်ဒါမျိုးလေး comment ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီပြန်ပြီးတော့ဖြည့်ထားရပါတယ်ကျွန်တော်တခါလေးလုပ်လို့ရတယ်နော် Okay ဒီမှာဆိုရင်သူဘာတက်လာတယ် post ဘိုင်းတွေ comment ဘိုင်းတွေဒါမျိုးတွေထပ်ပြီးတော့တက်လာတယ်ပြီးတော့ရင်ကိုက channel တွေပါဆိုတော့ဒီမှာပြလို့ရတယ် auto posting တွေဒီမှာအသေးစိတ်လုပ်လို့ရတယ်ပေါ့နော်အဲဆိုတော့ comment မှာOkay ဒီနေရာမှာကျွန်တော်က comment ကိုတစ်ခါတည်းတိုက်ရိုက်သွားပြီးပေးလိုက်တာပေါ့နော်တိုက်ရိုက်သွားပြီးပေးလိုက်တာပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီ comment နဲ့ပတ်သက်ပြီးတော့ဒီမေးခွန်းလေးထည့်ပြီးသွားပြီးတော့ question လေးတွေပါထည့်ပြီးဖို့လိုအပ်တာပေါ့နော် Okay ကျွန်တော်အစနေပြန်စပေးမယ်ဒီမှာ comment ဆိုလေးကျွန်တော်ထပ်နှိပ်လိုက်မယ်ထပ်နှိပ်လိုက်ရင်ကျွန်တော်ဒီ customer comment ဆိုတာလေးကျွန်တော်ဒီရေးလို့ရတယ် customer comment တစ်ခုကို create တိစောက်လို့ရတယ်အောက်ကကျွန်တော်ဒီမှာ create comment ဆိုတာလေးနှိပ်လို့ရတယ်เนาะနှိပ်ပြီးတော့ရင်ကိုယ်ပဲအတွက်comment လုပ်ချင်တာလဲဥပမာ website လား price list လား contact လား pet music လားဒီမှာ photo တွေတော့အများကြီးပြပေးထားတယ်ကျွန်တော် price list ဆိုတာလေးတစ်ချက်နှိပ်ပြပေးမယ်Okay price list လေးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ box မှာကျွန်တော်ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ price တင်တန်းကြီး list တွေပါတယ်အဲ့လိုမျိုးအသေးသေးလာမိတယ်ဆိုရင်ကိုယ့်ဘက်ကနေပြီးမှကိုယ့်ရဲ့ box ကနေပြီးမှအလိုလျောက်ဖြေချပေးအောင်လုပ်ထားလို့ရတယ်ပေါ့နော်အဲ့ကကြရင်ကိုယ်box ကိုလာတဲ့ဒီ subscriber တွေကိုဒီ question တွေပါမေးလို့ရနိုင်အောင်တခါတည်း menu တွေပါထည့်တာမျိုးတွေ question တွေပါထည့်ထားတာမျိုးတွေလုပ်လို့ရတယ်ဒီမှာဆိုရင် add question ဆိုတာလေးချက်နေလိုက်နော် add question ဆိုတာလေးနှိပ်ပြီးသွားပြီဆိုရင်ဒီမှာသူ question type တွေယူခိုင်းနေဥပမာကျွန်တော်ဒီတိုက်ဒါမှမဟုတ်စကလုံးဒါမှမဟုတ် file တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကျွန်တော် user ဘက်ကနေ reply လုပ်ခွင့်ရတယ်လို့ပြော reply လုပ်နိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီ question ထည့်ပြီးသွားပြီဆိုရင်ဒီမှာ simple question လား multiple answer question လားနှစ်ခု multiple သွားတဲ့ question မျိုးစားတွေလား multiple choice တွေလားဒါမျိုးတွေကျွန်တော်လုပ်လို့ရတယ်ဒီမှာတစ်ခုချင်းဒီ menu တွေ step by step ကိုစိတ်ကြိုက်ထည့်သွားလို့ရတယ်ပေါ့နော် question နှိပ်ပြီးသွားပြီဆိုရင်ဒီမှာ simple question လို့ပါတော့ပဲရွေးလို့ရတယ်Okay ရွေးပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဒီကိုထည့်ထားခြင်းတဲ့ question ကိုဒီမှာထည့်ထားလို့ရတယ်အဲ့ဒါဆိုရင်နမူနာခုနလိုမျိုးသင်တန်းနဲ့ပတ်သက်ပြီးတော့ question တွေထည့်ထားခိုင်းလိုက်မယ်ပေါ့နော်Okay အဲ့ဒါလေးပဲကျွန်တော်ထည့်လိုက်မယ်ထည့်တဲ့ခါကျရင်ဒါဆိုရင်ကျွန်တော်ပေါ်ထဲမှာကျွန်တော် Telegram AD Master Class ရဲ့တင်တန်းကြီးဆိုပြီးတော့မေ question တစ်ခုကိုထည့်ထားလိုက်မယ်အဲ့ထည့်တဲ့ခါကျရင်ဒီ board ဘက်ကနေပြီးမှကျွန်တော်တို့ဒီထည့်ခြင်းတဲ့ question ကိုသူတို့ successfully add ဆိုတာထည့်ပေးပြီးသွားပြီပေါ့နော်ထည့်ပေးပြီးသွားရင်ကျွန်တော်ဘက်ကနေပြီးမှဖြည့်ကြဖို့အတွက်သူ message နဲ့ file တွေပါတွေတခါတည်းတွဲပြီးတော့ထည့်ထားခြင်းနဲ့ဆိုရင်ထည့်ထားလို့ရတယ်လို့ပြောတယ်အဲ့ဒါဆိုကျွန်တော်မူနာကို file တွေပါတခါတည်းတွဲပြီးထည့်ထားခြင်းနဲ့ဆိုရင်ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီ
Telegram ADM Master Class နဲ့ပတ်သက်ပြီးကိုကကြော်ညာရေးပိုင်းဖန်တီးထားတယ်ဆိုရင်ဒါမျိုးလေးထည့်လို့ရတယ်เนาะပြီးတော့ပြီဆိုရင်ကျွန်တော်ကဟိုတင်တန်းချင်းနဲ့ပတ်သက်ပြီးတော့ထည့်မှာဖြစ်တဲ့အတွက်ဒီမှာအသေးလေးထည့်ပြပေးမယ် comment question တခုတိဆောက်ပြီးသွားပြီဆိုရင်ကျွန်တော်အဖြေလေးတခုတိဆောက်ပြပေးရမှာပေါ့နော်โอเคအဲ့ဆိုဒီမှာကျွန်တော်တင်တန်းကြီးတွေတခါရဲကျွန်တော်တခါရဲထည့်ပြီးမှာပေါ့နော်ပုံဝင်တင်တန်းကြီးဆိုရင်လည်းသိန်း early bus နဲ့ကျွန်တော်ဒီ25% discount ဆိုရင်ဒီလိုမျိုးသိန်းခွဲပုံစံမျိုးအဲ့လိုမျိုးထည့်ပြီးတော့ဆက်နေလိမ့်မယ်ဒါဆိုရင်ကျွန်တော်ကဒီ boss မှာကျွန်တော်ရဲ့ Telegram ADM Master Class တင်တန်းကြီးနဲ့ပတ်သက်ပြီးတော့မေးတဲ့လူတွေရှိရဆိုရင် menu ကနေပြီးတော့ step by step ကျွန်တော်ဖြေကြလို့ရအောင်ဒါမျိုးလေး question တခု simple question တခုထည့်ခိုင်းလိုက်တယ်ထည့်ခိုင်းပြီးတော့ရင်ကျွန်တော်ကိုယ်တိုင်အဲ့ဒီ question ကိုဒီ boss ကိုအလိုလျောက်ဖြေချပေးနိုင်အောင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာကျွန်တော် design လုပ်ထားတဲ့ပုံနဲ့ဒီသင်တန်းကြီးနဲ့တွဲပြီးတော့ဒါမျိုးလေးထည့်ပေးလိုက်တယ်ထည့်ပြီးတော့အကုန်လုံးကျွန်တော်ဒီအဆင်ပြေသွားပြီသူ့ဘက်ကနေပြီးမှအဲ့လိုမျိုး message နဲ့ဖိုင်ဘာပဲဖြစ်ဖြစ်သူကတော့ဒီပုံတွေပါရတွဲရထည့်လို့ပြောလို့ရတယ်ဖိုင်တွေပါတွဲပြီးတော့ comment တွေမှာထည့်လို့ရတယ်ပြောတာဖြစ်တဲ့အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါဆိုပြီးတော့ပြီဒါဆိုရင်ကျွန်တော် question တခုအဖြေတခုကိုထည့်ပေးလိုက်ပြီပေါ့နော်ထည့်ပြီးသွားပြီထည့်ပြီးသွားရုံမှာကျွန်တော်ထပ်ထည့်ခြင်းနေဆိုရင် add question လေးပေါ့နောက်ထပ်မထည့်ခြင်းထပ်ပြီးတော့အဲ့လိုမျိုးကိုထည့်ခြင်းတာတွေထပ်ပြီးတော့ထည့်ခြင်းနေဆိုရင် question အမေးဖြေဒီမှာ add question နှိမ့်နေသွားပြီးတော့ခုလိုမျိုးအဖြေပေးသွားလို့ရတယ်ဟိုကကျွန်တော်ကတော့နမူနာထည့်ပြတာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်အကုန်ထည့်ပြီးသွားပြီဆိုရင်သိမ်းနေတယ်ဆိုရင်စိတ်စောတင်လိုက်ရုံပဲနော်โอเคစိတ်ကြတော့တိတ်ပြီးတော့ရင်သူကပြောတယ်ဒီမှာ custom command နဲ့ပတ်သက်ပြီးတော့ private နဲ့ပတ်သက်ပြီးတော့သူတို့အောင်မြင်သွား create လုပ်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုဒီဘောမှာအဲ့အရာနဲ့ပတ်သက်လာရင်ဒီလိုမျိုးအလိုလျောက်ဒီ Telegram bot ကနေပြီးမှကိုယ့်ရဲ့ boss ကနေပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်နော်ပြီးတော့ပြီဆိုရင်ဒီမှာmain menu တွေတွားလို့ရတယ်ပြီးတော့ရင် go back တွေပါပြန်ပြီးတော့နှိပ်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီကျွန်တော်ဘာထည့်ခဲ့ question နဲ့ပတ်သက်ပြီးတော့ဒီ box မှာထည့်လို့ရတာလေးပြောပြပေးရပါတော့ပြီးတော့ menu filter တွေပါပြီးတော့ထည့်လို့ရတယ် menu filter ဆိုရင်ဘယ်လိုလဲဆိုတော့ဒီအပေါ်ဆုံးမှာဒီပေါ်ဆုံး server မှာကျွန်တော်ဘာရိုက်ရှာလို့ရလဲဆိုတော့ menu filter တွေပါထည့်လို့ရတယ်ဥပမာMENU menu filter box ပေါ့နော်ဒါမျိုးလေးရိုက်ရှာလိုက်အပေါ်ဆုံးမှာကျွန်တော်တို့ဒီမှာmenu filter box ဆိုပြီးဒါမျိုးလေးတွေ့လိမ့်မယ်။ Okay တွေ့ပြီးသွားပြီဆိုရင် start ဆိုတာလေးချက်နေရတယ်။ဒါ menu တွေပါထည့်လို့ရတယ်ပေါ့နော်။ तू ကတော့ဒီမှာ menu filter box နဲ့ပတ်သက်ပြီးတော့သူထည့်လို့ရတာတွေကိုဒီမှာပြောပြပေးတယ် translation နဲ့ပတ်သက်ပြီးလုပ်လို့ရတာတွေအများကြီးသူပြောပြပေးတယ်။အဲဒီမှာဆို menu filter new ဆိုပြီးတော့ပေါ့နော်ဒီမှာattention နဲ့ပတ်သက်ပြီးဒါမျိုးတွေလုပ်လို့ရတယ်။ဒီမှာဆိုရင်အောက်ဆုံးမှာ manage box ဆိုတာလေးရှိတယ်။ဒီAura advanced ဆိုတာဒါမျိုးလေးရှိတယ်ပေါ့နော်။ Okay ကျွန်တော်ဒီမှာ as menu filter new ဆိုတာလေးချက်နှိပ်လိုက်မယ်။နှိပ်လိုက်ရင်ဒါမျိုးလေးသူ့ရဲ့ဒီ subscriber ဒီ channel ကိုသူညွှန်းလာမျိုးတွေရှိတယ်အဲ့ဒါကိုလည်း join လုပ်ရတယ်ပေါ့နော်မ join ရင်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီမှာပါလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ blog ကိုဒီ menu filter menu ပုံစံမျိုးတွင်းနေတာဖြစ်တဲ့အတွက် menu box ဆိုတော့ဒီချက်နှိပ်လိုက်နော်နှိပ်လိုက်ရင်ကိုကဒီမှာဆိုရင်ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ menu filter box ကိုထည့်ချင်တာဖြစ်တဲ့အတွက် as menu filter menu box ဆိုလေးချက်နေလိုက်နှိပ်ပြီးလိုက်ရင်ဒါမျိုးလေးရောက်တယ်ဒါမျိုးလေးရောက်တယ်တော့ဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီ port တစ်ခုတည်ထောင်တဲ့နေရာမှာ code file ကနေပြီးမှကိုပို့ထားတဲ့ကျွန်တော်ဒီ API key ပေါ့နော်အဲ့ဒီ API key ကိုသူကဒီမှာလာပို့ပါလို့ပြောတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီကျွန်တော်စပြီးတော့ port ထောင်ခဲ့တဲ့ကျွန်တော် API key ကိုတစ်ချက်ဒီမှာလာပြီးတော့ copy ကူးထားမယ်ပေါ့နော်copy ကူးထားမယ် copy ကူးပြီးတော့အဲ့ menu filter မှာကျွန်တော်ပြန်ပြီးတော့သွားမယ်သွားပြီးတော့ရင်ဒီမှာ page လာချလိုက်မယ်ပေါ့နော်Okay ပေးလာဆိုင်သူဒီမှာAPI key ရတာဖြစ်တဲ့အတွက်သူတို့ API ကျွန်တော်တို့ရဲ့ key ကိုသူလက်ခံတယ်လို့ပြောတယ်လက်ခံလို့ပြောပြီးသွားပြီဆိုရင်ကျွန်တော် menu filter နဲ့ပတ်သက်ပြီးတော့ menu တွေထည့်လို့ရပြီဒီမှာyour key is set ဆိုပြီးတော့ menu လေးပြထားတယ်ဒါဆိုရင်ကျွန်တော်ဘော successfully started ဆိုပြီးတော့ဒါမျိုးလေးပြပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုတော့ကျွန်တော်ဒီမှာ menu ဆိုတာလေးရှိတယ်menu ကနေပြီးမှဒီဘာလုပ်လို့ရလဲဆိုတော့ star ဆိုတာလေးဒီမှာ /star ဆိုတာလေးကိုနှိပ်နေပြီးတော့ကျွန်တော် menu ထည့်သွားလို့ရပြီပေါ့နော် search ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒါမှဆိုရင် Okay ဒီမှာဆိုရင်ဒါကဒီသူ့ရဲ့
ဒီ menu beta မှာ start နှိပ်ပြီးတော့ကျွန်တော်အစနေမေးခွန်းမေးတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုတော့ပြဿနာမရှိဘူးကျွန်တော်တို့ကဒီမှာ key ထည့်ပြီးတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ top 2 academy board ထဲကိုပြန်သွားပြီးတော့ menu သွားပြီးထည့်ကြမယ် okay အဲ့ထဲကိုကျွန်တော်ပြန်သွားလိုက်မယ်ပြန်လာပြီးတော့ပြီဆိုရင် okay okay ကျွန်တော်တို့ဒီ folder ကိုပြန်ရောက်လာတယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရတယ်ဆိုတော့ကျွန်တော် start တစ်ခုကိုပြန်ပြီးတော့အသေးသေးပြန်လုပ်မယ်ဆိုရင် start ဆိုတာလေးကိုတော့ပြန်ပြီးတော့နှိပ်ရတယ်ပေါ့နော် send ဆိုတာလေးပြန်နှိပ်လိုက်ရင် okay ကျွန်တော်က menu beta ထည့်ထားပြီးသား board တစ်ခုဖြစ်တဲ့အတွက်ဒီမှာခုနကကျွန်တော်ဒီ menu beta board ကရတဲ့ menu တွေဒီမှာထည့်လို့ရပြီဒီမှာဆိုရင် button editor တွေထည့်လို့ရတယ် post editor တွေဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဒီမှာ button editor ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်နော်editor လေးတစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ button တွေပါထည့်ခြင်းလေဆိုရင် add button ဆိုတာလေးတစ်ချက်နှိပ်လိုက်လို့ရတယ်ဒါကကျွန်တော်ဒီ button ပါညာထည့်တာပေါ့နော်ဒါမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ button တွေပါထည့်လို့ရပြီပေါ့နော် post editor တွေပါလုပ်လို့ရပြီ add button ဆိုလေးတစ်ချက်နှိပ်ပြပေးမယ် okay ဒီမှာကျွန်တော်ဒီ button နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ကြိုက်နာမည်တွေပါနေ new button တစ်ခုအနေနဲ့ကျွန်တော်တို့ဒီbutton တစ်ခုကိုပေးထားလို့ရပြီပေါ့နော်ဥပမာကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးပေါ့နော်တချို့ဆိုရင် CD တွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ချင်တာမျိုးကိုလုပ်ငန်းအဲ့လိုဟာမျိုးဆိုရင်ဒီမှာထည့်ထားလို့ရတယ်ဥပမာကိုရီးယား series တို့ပါတော့ပေါ့နော်ဒီမှာတစ်ချက်ထည့်လိုက်နော်ထည့်လိုက်ရင် okay ကိုရီးယား series နဲ့ပတ်သက်ပြီးဒီမှာတွဲလိုက်ကြည့်ပေါ်နမူနာပုံစံလေးကြာလာလိမ့်မယ်ကိုရီးယား series ဆိုဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးကြာလာလိမ့်မယ်ပြီးသွားပြီဆိုမှကိုစိတ်ကြိုက်ကျွန်တော် C နဲ့ပတ်သက်ပြီးတော့စီစဉ်စရာရှိရပါစီစဉ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီ board တစ်ခုဘယ်လိုမျိုးTelegram မှာ board တစ်ခုဘယ်လိုမျိုးအလိုလျောက်ရအောင်ဖန်တီးလို့ရမလဲဆိုတဲ့အကြောင်းအရာတွေနောက်တစ်ခုကကျွန်တော်ဒီ comment ပေးတဲ့ဘိုင်းတွေနောက်တစ်ခုက question ထည့်ခိုင်းတဲ့ဘိုင်းတွေ question ထည့်ပြီးသွားပြီဆိုရင်အဖြေတွေ automatic ထည့်တာတွေပြီးတော့ရင် save chain လက်ပြီးတော့တင်တာမျိုးတွေပေါ့နော်ပြီးတော့ရင် menu beta မှာသွားပြီးတော့ကျွန်တော်ဒီ menu beta menu ထည့်တဲ့အပိုင်းတွေ button ထည့်တဲ့အပိုင်းတွေကိုဒါကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါက Telegram board တစ်ခုဘယ်လိုမျိုးစပြီးတော့ဖွင့်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနမူနာပြောပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်သင်ခန်းစာတွေမှာလည်းဒီ board နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့အကြောင်းအရာတွေကျွန်တော်ပြောပြပေးမယ်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့ board နဲ့ AI နဲ့ဘယ်လိုမျိုးတွဲပြီးတော့လုပ်လို့ရမလဲboard တစ်ခုဘယ်လိုမျိုးထပ်ပြီးတော့ find လို့ရမလဲဆိုတဲ့သင်ခန်းစာတွေကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်